ကဲအခုကျွန်တော်ပြောပြမယ့်ဟာကြောင့်ကျွန်တော်တို့ဒီအိမ်ဆဲမှာပေါ့နော်ကျွန်တော်တို့အိမ်ဆဲမှာပဲဖြစ်ဖြစ် Microsoft Word မှာပဲဖြစ်အတိကကျွန်တော်အလွယ်တကူပြောပြမယ့်ဟာကြောင့်ကျွန်တော်တို့စာရွက်တွေရှိတယ်ကွာအောက်ကစာရွက်အောက်ဆုံးမှာကျွန်တော်စာထည့်ချင်တယ်တောက်အောက်ဆုံးထိကိုစာကြောင်းကထည့်ချင်တယ်ဘယ်လိုထည့်ရမလဲကျွန်တော်ပြောပြတော့မှာကျွန်တော်ကဒီ Microsoft Word ကိုအသုံးပြုပြီးပြောပြတော့မှာပထမကကျွန်တော်တို့ Word ဖွင့်လိုက်မယ်စာရွက်တင်လိုက်မယ်လိုက်လို့ရှိရင်ကျွန်တော်တို့ကပထမဦးစွာလောက်ရမယ့်ဟာကျွန်တော်တို့က margin ချိန်ရမှာဖြစ်ပါတယ်ကျွန်တော် margin ချိန်ပြလိုက်မယ်ဒီ margin ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစာရွက်အောက်ဆုံးမှာပေါ့ဒီအောက်ဆုံးမှာစာရေးရှင်တော့ကျွန်တော်တို့ကဒီမှာတော့ဒီလိုနေရာမှာရေးရှင်တော့ဒီထိတ်ဆုံးနေရာမှာကဲရေးရှင်တယ်ရေးမယ်ဆိုကျွန်တော်တို့ header footer တွေတွားမယ်ဟုတ်ဆိုတော့ပုံမှာရေးရှင်တော့ header တွေတွားမယ်စာရေးရှင်တော့ကျွန်တော်တို့တက်ထီယာရွေးလိုက်မယ်ဒီပုံမှာစာရေးမှာပေါ့စာရေးလိုက်တဲ့စာဒီထိတ်ဆုံးရောက်ရှင်တယ်ကျွန်တော်တို့ကဒီမှာ header for bottom ဒီကောင်ကို short ပြရမှာဖြစ်ပါတယ်ဒီကောင်ကို1 D short လိုက်မယ်အဲ့တော့မစာရိုက်လိုက်မယ်ကြိုက်တဲ့စာရိုက်လို့ရတာပေါ့ကွာနော်ပေးလိုက်မယ်โอเคကျွန်တော်တို့ဒီမှာစာဒီထိတ်ဆုံးရောက်သွားပြီကျွန်တော်တို့ control ပြီးခေါ်လိုက်မယ်ဒီမှာစာဒီထိတ်ဆုံးထိကတ်သွားတာပေါ့ကွာအောက်မှာဒီလိုကက်ရေးချင်တယ်ဆိုတော့ကျွန်တော်တို့ကဒီတိုင်းမသွားတော့ကျွန်တော်တို့က footer နဲ့တန်းသွားမှာinsert နဲ့တွားပြီးကျွန်တော်တို့က footer နဲ့တွားမှာအောက်ရေးချင်တော့ footer ဒီလိုပဲဒီမှာဒီကောင်ကိုလည်းကျွန်တော်တို့က footer အောက်ဆုံးဒီကက်ချင်တယ်ကျွန်တော်တို့ကဒီကောင် short လိုက်မှာ 0.1 ဒီအဲ့ဆိုဒီမှာကျွန်တော်တို့ကစာရိုက်လို့ရပါတယ်ပေးလိုက် okay အဲ့လိုဒီမှာကျွန်တော်တို့ကဒီစာကိုဒီအောက်ဆုံးပြီးရောက်သွားပြီဒီအပေါ်ကျတော့ကက်လို့ရတာပေါ့ဒီအောက်ဆုံးပြီးကက်သွားပြီဒီတိုင်းစာဒီအောက်ဆုံးပြီးရေးစီနေတယ်ဆိုပြန်သွားမှာအပေါ်ကလည်းဒီပေါ်ထိသွားနေတယ်ဆိုတော့ဒီတိုင်းသွားမှာ